ဒါဆိုရင်42 91ပေါ့နော်စိန်မန်းနဲ့တော့စိန်မန်းနဲ့ပေါ့ရှောက်ပြီးစိန်မန်းနဲ့ရောက်ပါတယ်ပျက်စီးဒါပေမဲ့ဒီနေရာဒီဘက်လမ်းတွေတော့တိတ်မပျက်စီးဘူးပဲပျက်စီးရပြင်မ30ဘက်ဒီမီးလောင်နေနေရတယ်တော့နည်းနည်းပျက်စီးပြောရနော်ကျွန်တော်အပိုင်းပိုင်းနဲ့တင်ပြပါလို့ဖြစ်ပါတယ်ကျွန်တော်လှူရှားတဲ့ဟာကျွန်တော်တွားနေတယ်ကျွန်တော်လုပ်ငန်းရှိလို့တွားရတဲ့လမ်းကြောင်းတွေကျွန်တော်တွားနေတာရှိုက်ပြီးပါအန်နေတွေရှိသေးတယ်နော်တချို့ပါအန်နေရှိတယ်ရှိရတယ်မရတာမရှိဘူးအကုန်ကြောင်းနိုင်အောင်ကြောင်းနိုင်အောင်ကြောင်းဟောပြပြစီတယ်ရှိပါနော်နိုင်အောင်ကြောင်းဘာမှမရှိတော့ဒါစီတာကျစီနာအားဒါမှဆိုမောဦးကြီးပါအောင်ဟောရတယ်တော့မရှိဘူးဒါဆိုရင်ကျွန်တော်ဒီဘက်သွားပြကြည့်နော်ချက်တော့ဒီကနေ့ကျွန်တော်စိတ်ကိုရပုံတဲ့ငယ်လေးကနေလိုက်စိတ်များဖြစ်ပါတယ်တော်တော်ဆိုးပါအချင်းတွေတော့နောက်ဆိုရင်စီဒီတစ်ကောင်းနေစီဒီရကြမရှိဘူးဒီမြင်ဝင်းနေကျွန်တော်ခုဒီဘက်ရောက်မှပဲတည်တာကျွန်တော် line မောင်လည်းမမြင်ဘူးပေါ့နော်ဒါကျေးဇူးတင်တဲ့ line မောင်မှာရိုက်ပြီးတော့ပြပြီးတယ်ကျေးဇူးတင်တယ်ဟိုနေ့ကမီးလောင်နေတယ်ချက်ပတ်ကြည့်နော်ဟိုနေ့ကမီးလောင်နေတယ်လာချက်ပတ်ကြည့်ချက်စိန်မန်းကဆိုးတယ်စိန်မန်းဆိုးတယ်ဘလို့ဆိုးရတယ်ဆိုတော့ချက်ကြည့်ရဒါဆိုလေတော့သူချိုးရပြန်နေရပါတော့ချိုးမနေလို့လည်းမရဘူးနေစရာမှမရှိတာအဲ့ဒါစာတင်ကျောင်းနေတယ်မှာလည်းဒါယာယီချက်နားကိုစကန်နေချက်တာပြီးရနော်တွေ့ရရနော်စာတင်ကျောင်းနေတယ်မှာလည်းစာတင်ကျောင်းနေရာကျဲနေမှာသူတို့မှမရှိကြဘူးနေရာကျဲတဲ့နေရာတော်များများမရှိကြဘူးအကုန်လုံးကကျင်းနေအခုဒါဆိုမှဟိုနေ့ကတနေ့ကမီးလောင်တဲ့နေရာပါဒီလိုဖိုင်တက်လာတဲ့နေရာမြန်မာစီဒါဆိုမီးလောင်တဲ့အိမ်တော့ပြပြီနော်မီးလောင်တဲ့အိမ်ချောက်ပါပြီနော်တော်ခက်တယ်နော်မီးလောင်တဲ့အိမ်နော်ကဲပြကျွန်တော်ငယ်လေးဖက်ကြည့်လိုက်ပါပျက်စီးဘလောက်များတယ်မများတော့ကြည့်လိုက်ပေါ့နော်ဒုက္ခတွေရောက်နေတယ်ကျုံသားတင်ကြတာအကုန်လုံးဒီဘက်ကတော့အခြေခံလူရန်သားများပါတယ်အခြေခံလူရန်သားများတဲ့နေရာမှာဖြစ်ရတယ်ဗျာကြည့်လိုက်အောင်ဒါဆိုပျက်စီးကြည့်လိုက်နော်ဒါလုံးဝကြည့်ကနေနာမှုအများဆုံးနေရာဒီနေရာတွေကိုများများလာသေးခြင်းနဲ့စိတ်မန်းထဲမှာဒါပြမ30ပေါ့နော်ဒီအမိုက်ကုန်းပေါ့နော်တကယ်လူအခြေခံလူရန်သားတွေဘာမှဒီဘယ်လိုမှ background လည်းမရှိဘူးbackground မပြောနေဗျာဘာမှစားဖို့နေလည်းအဆင်မပြေတဲ့ကားရည်ကြည့်လိုက်ရတယ်ရေးတောင်းလိုက်ထွက်ကားဒီလောင်